ကေအားလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့ဗုဒ္ဓဟူနေ့အတွက်ဖြစ်ပါတယ်အင်္ဂါနေ့ကတော့ဒါကျွန်တော်တို့ဒီပြန်ကြရေးဆင်းသွားတယ်ဗောနော်ပြန်ကြရေးဒါ3663ဆိုတာဒါပြန်ကြလည်းဖြစ်နေဆိုတော့ဆင်းသွားရတော့လဲဒါကံပေါ့ဗျာဒီနေ့ကကျွန်တော်တို့ဒါဒီနေ့ဆင်းတဲ့ပုံစံအတိုင်းဆိုလို့ရှိရင်တော့မနက်ပြန်ဗုဒ္ဓဟူနေ့မှာပါတယ်အားကောင်းလဲဆိုတော့ကျွန်တော်ကတော့ဒါပို့ဝင်နေပြောလို့ရှိရင်တော့မနက်ပြန်ကတော့ဒါကစားအသင်းတဲ့ဟာအများကြီးဖြစ်နေကိုဘရိတ်စင်ထားတဲ့အတွက်2ဘရိတ်လည်းကောင်းနေပြီပြီးရင်အလယ်မှာကျွန်တော်တို့ဒီနေ့စင်ထားတာကကျွန်တော်တို့ခွန်9ရယ်36ဆိုတော့အလယ်မှာ93ဖြစ်နေတဲ့အတွက်အလယ်မှာ93ဆိုပြီးနှစ်ခက်ဖြစ်နေတဲ့အတွက်ဒါ35ချိန်လည်းမနက်ပြန်ကောင်းတယ်ပြီးသွားလို့ရှိရင်ဒါကျွန်တော်ဟိုတွက်နေအရာဆိုလို့ရှိရင်လည်းဒါမနက်ပြန်မှာကျွန်တော်တီးရဝိုင်းချင်းအဲ့ဒီနှစ်ခုရှိတယ်အဲ့ဒါက83ဝမ်းကျဲရေ35ဝမ်းကျဲရေအဲ့ဒီထဲမှာပါ83ချိန်ထဲမှာမှ तू ကပုံမှန်တိုင်းဒါ9ရက်လောက်ရှိနေပြီမနေ့ပြန်ဆိုလို့ရှိရင်8လုံးမှရှိမယ်ပြီးရင်35ချိန်ထဲမှာဆိုလို့ရှိရင်3ညလုံးမှရှိမယ်အဲ့ဒီလုံးပိုင်းတွေက9ရက်စက်တိုက်လောက်ကို तू ကအဲ့ဒီတိုင်းပေးနေတယ်ဗျာနော်ပြီးရင်ပါဝါအတွဲကလည်း၄ခုတရွဲပဲကျန်တယ်အဲ့လိုမျိုးဖြစ်တော့ကျွန်တော်ကတော့အဓိကအနေနဲ့တော့ဒါ80တကွက်ကိုတော့ဒါတေချာပေါက်ထိုးသေးခြင်းနဲ့ဘာလို့ဆိုတော့ဒါကျွန်တော်တို့တွက်နေရသလိုရှင်တော့မနေ့ပြန်က3ညနဲ့8အဲ့ဒီနှလုံးလုံးအကောင်နဲ့ကိုမှလုံးမရှင်တော့3ညနဲ့8နဲ့ပဲကတ်ထိုးပါကျွန်တော်ကတော့ပုံပြီးတော့ဒီအလဲမှာလဲဒါနက်ခက်ဖြစ်နေတဲ့အတွက်3ည5ချိန်ကိုပိုအားတက်နေအဲ့ဒါကြောင့်ကျွန်တော်က3ညနဲ့ပတ်သက်ပြီးတော့ဒါကိုအုံခွက်အနေနဲ့ရွေထားပေးလိုက်တယ်အရန်ထဲမှာဆိုလို့ရှိရင်တော့9နဲ့ပတ်သက်ပြီးတော့ရွေထားပေးလိုက်တယ်မနေ့ပြန်ကတော့ကျွန်တော်တို့ formula အနေနဲ့မစင်စားတော့ဘူးဘာလို့ဆိုတော့မနေ့ပြန်ကဆင်းနိုင်တဲ့ခွင်ကအများကြီးဖြစ်နေတဲ့အတွက်ဒါအကွက်လေးနည်းနည်းလေးဖြစ်သွားအောင်လို့ဒါရွေလိုက်တဲ့အချိန်မှာတော့10ခွက်လောက်တော့ဖြစ်သွားတယ်ဗျာနော်မိတ်ဆွေများအနေနဲ့တော့ဒါအကွက်အနည်းဆုံးစောညင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ခုနကပြောတယ်80တကွက်စော့ပါပြီးရင်36ဆိုပြီး break ထွက်ထားတဲ့အတွက်ဒါ20ဆိုပြီးတော့အဲ့ဒီတကွက်ကိုတော့စော့လိုက်ပါဗျာနော်ဒါအတွက်နေအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့မနေ့ပြန်မှာ3ညလုံးပိုင်းကြိုက်တယ်8လုံးပိုင်းကြိုက်တယ်ကိုကဥမာကျွန်တော်မိတ်ဆွေက6လုံးပိုင်းကိုလိုက်နေဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့90ရယ်98ရယ်နှစ်ကွက်ပဲကစားလိုက်ပါကိုကဥမာခွန်လုံးပိုင်းကိုလိုက်တယ်ဆိုလို့ရှိရင်တော့90ရယ်98ရယ်နှစ်ကွက်ပဲကစားလိုက်ပါဗျာနော်မနေ့ပြန်မှာကြားလို့ရှိရင်တော့ကျွန်တော်ကတော့3ည5ချိန်ထဲမှာ3ညကိုပို့ပြီးကြိုက်တဲ့အတွက်ဒါ3ညနဲ့ဆိုင်တဲ့ဟာကိုတော့အောက်ကွက်တွေမှာရွေထားပြီးတယ်အရန်ထဲမှာဆိုလို့ရှိရင်တော့ဒီ9နဲ့ဆိုင်တဲ့ဟာလေးကိုတော့အရန်ထဲမှာထည့်ထားပြီးတယ်တင်ခွန်းနေတဲ့ခါတော့ဒါ83ညကြိုက်တယ်23ညကြိုက်တယ်23ညကိုဘာလို့ရွေထားပြီးလဲဆိုတော့36ဆိုပြီးတော့6ဘရိတ်ဆင်ထားတဲ့အတွက်မနေ့ပြန်မှာ2ဘရိတ်ကိုလည်းမျောလင်းမိတဲ့အတွက်เนาะအဲ့ဒါလေးရွေထားပေးခြင်းဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတွေနဲ့ကျွန်တော်နဲ့အဆက်အသွယ်ပြတ်သွားတယ်နည်းနည်းကြာပြီဖြစ်တဲ့အတွက်ကျွန်တော်ဗီဒီယိုတိုင်းမှာကျွန်တော်ပြောထားပေးပါတယ်ကျွန်တော်ဒီတစ်ပတ်ကတော့ဒါတစ်ပတ်စာပေါင်းချုပ်ကပတ်တီကတစ်လုံးပဲကြံပါတော့တယ်အဲ့ဒါကတော့ဗုဒ္ဓဟူးမကျော်ပတ်တီတစ်လုံးကြံသေးတယ်ဒီဗုဒ္ဓဟူးမကျော်ပတ်တီရဲ့ကျွန်တော်တို့မွေးခွက်တွေရဲ့ကဒါဗုဒ္ဓဟူးနေ့ညနေလောက်ဆိုလို့ရှိရင်တော့အကောင်လုံးဒီပါလောက်ဆင်းနေအဲ့ဒါကြောင့်မိတ်ဆွေများအနေနဲ့ဟူးမကျော်ပတ်တီရဲ့မွေးခွက်ရဲ့ကိုကြည့်ကျင်တယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုရဲ့အောက်မှာကျွန်တော်ဒီ Viber နဲ့ Telegram နဲ့ Free Group လေးချထားပေးပါတယ်ဗျာနော်အားလုံးပဲအဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ပြီးတော့မိတ်ဆွေများအနေနဲ့ဒါနည်းနည်းလေးတော့ထိန်းပြီးစော့ပေးပါဗျာနော်